Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့လေချို့လိုပဲဂျင်ဘူးလည်းအများနဲ့မသွားဖြစ်ဘူးအဲ့လိုမျိုးပေါ့ကွန်ပျူတာလေးနဲ့တနေ့ကိုအကြာကြီးထိုင်ပြီးတော့အလုပ်လုပ်ရတဲ့သူတွေအတွက်ဆိုရင်လေဒီခါညာကြောအောက်တက်တာတဲ့ဒီ Magic BB Mini Version Table လေးကိုသုံးကြည့်နော်ဘာလို့ဆိုတော့လေချို့အဲ့ဒါလေးကိုသုံးကြည့်တာလေအရန်ကောင်းတော့ပဲချို့ဆိုရင်လေဒီလိုတနေ့ကိုချို့တို့လေခါလေးကြလို့ရှိဒီ edit လေးလောက်ရတာတွေဆိုရင်ကွန်ပျူတာနဲ့လောက်ရတာများတော့လေကြောလေးဆိုအရန်ညောင်းနေဒီပခုတ်ကြောလေးပြီးလို့ရှိရင်နောက်တစ်ခုကောင်းတာလေချိုးတရားထိုက်ခါနေဆိုရင်လေအဲ့လိုမျိုးအကြောတွေအကောလို့ short chop လိုက်တယ်အဲ့လိုဆိုရင်လည်းပခုတ်ကြောလေးဆိုအကောလို့ relax ဖြစ်သွားပါတော့နောက်ချိုးလို့ဒီ exercise အများနဲ့မလုပ်ဖြစ်တဲ့သူတွေတွေ့ဆိုဒီအောက်ပိုင်းပေါ်ဒီ bike လို့ခြေထောက်လို့တွေ့လဲချိုးက sit up သဘောမျိုးပေါ့နော်ဆိုရင် bike ကလေးတွေဆိုရင်လည်းချိုးလို့ချက်ရက်ရက်လေးဖြစ်အောင်ဆိုပြီးတော့ချိုးအများနဲ့ချင်မသွားဖြစ်တော့လေဒါလေးနဲ့အခုတလောအရန်ကိုအဆင်ပြေနေလို့ချိုးအဲ့ဒါလေးကိုချိုးတစ်ချက် share လုပ်ပေးတာပေါ့နော်အဲ့လိုမျိုး set up နေနဲ့လည်းလုပ်လို့ရတယ်ပြီးလို့ရှိရင် तू ကလေခောက်သိရတာလည်းလွယ်လွယ်လေးပေါ့ပေါ့လေးဆိုတော့လေချို recommend ပေးပါတယ်လို့ try ကြည့်နော်